အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့ပြောပြပေးပါမယ်အကြောင်းအရာလေးကတော့မိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ပဲပေါ့နော်။ကို့မှာရှိပြီးသားပိုင်ဆိုင်ပြီးသားအရာတွေရှိတယ်ပေါ့။ငွေကြေးတွေပိုင်ဆိုင်တယ်ပေါ့နော်။ဒီငွေကြေးတွေစုဆောင်းမိထားတယ်။ပိုင်ဆိုင်ပြီးသားဖြစ်တဲ့ပစ္စည်းဥစ္စာတွေအကုန်လုံးပေါ့နော်။ကိုယ်တိုင်ကဖြုံးတီးခြင်းပေါ့။ကိုယ်တိုင်ကဖြုံးတီးလိုက်ခြင်းမျိုးကိုယ်တိုင်ကဖြုံးတီးတယ်ဆိုတာပေါ့လောင်းကစားတွေပြုတ်လုပ်လိုက်တာမျိုးဒါမှမဟုတ်လို့ရှိရင်တုံးဖြုံးပလိုက်တာမျိုးပေါ့နော်အဲ့လိုပေါ့ကိုယ်တိုင်ဖြုံးတီးခြင်းမျိုးသို့မဟုတ်ပေါ့နော်ကိုယ်တိုင်ဖြုံးတီးတာမဟုတ်ဘူးဒါမှမဟုတ်လို့ရှိရင်တော့ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေအတွက်ကုန်တာမျိုးဒါမှမဟုတ်လို့ရှိရင်တော့သူများဒုက္ခကိုဒုက္ခလုံးမယ်သူများအဖို့ကိုအဖို့လုံးပြီးတော့ကိုယ့်ရဲ့ငွေကြေးတွေအကုန်လုံးပြန်လည်ကုန်ဆုံးစေနိုင်တဲ့နံပါတ်တွေလေးကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီနံပါတ်တွေလေးကတော့48848484နံပါတ်အတွဲလေးကမိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာပါနေမယ်ဆိုတော့သိကြတယ်မိတ်ဆွေဘလောက်ပဲရှာထားမိတ်ဆွေဘလောက်ပဲရထားသမျှပေါ့နော်စီးစိမ်ဥစ္စာငွေကြေးမှန်သမျှပေါ့နော်ကိုယ်တိုင်ကအခုနပြောသလိုပဲပေါ့နော်ဖြုံးတီးခြင်းမျိုးသို့မဟုတ်သူများအဖို့ကိုဘူးသူများဒုက္ခကိုဒုက္ခလောက်ပြီးတော့ကိုယ့်ရဲ့ငွေကြေးစီးစိမ်တွေကိုလုံးဟာကုံဆုံးစေနိုင်တဲ့နံပါတ်ဖြစ်တဲ့အတွက်ကိုင်ဆောင်မှုမသိဘူးဆိုတဲ့အကြောင်းလေးကိုကျွန်မမျှဝေပေးလိုက်ပါတယ်ရှင်တော့ပေါ့နော်နောက်လဲပေါ့နော်ဒီလိုစိတ်ဝင်စားစရာနံပါတ်တွေလေးတွေအကြောင်းကိုကျွန်မအမြဲတမ်းတင်ပေးနေအောင်မှာဖြစ်တဲ့အတွက်ကျွန်မရဲ့ page လေးကို like and follower လေးပြုလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ရှင်အားလုံးကျေးဇူးထူးတင်ရှိပါရနော်